ကဲစကြရအောင်ဆိုတော့ chapter 2 simultaneous equations and quadratics ဆိုတော့ခေါင်းစဉ်ကိုပဲကြည့်ပြီးတော့ရေးမေးတာပေါ့အဲ့တော့ simultaneous equation ဆိုတာပါ equation နှစ်ခု equation နှစ်ခုပါလို့ရှာ x နဲ့ y ကျန်တဲ့သူတွေရောပြောကြည့်ပါဦးကင်မရာမဖွင့်လေရတယ်စကားလေးတော့ပြောကြ simultaneous equation ဘာလို့တာလဲ ဘယ်လိုပြောရမလဲစုံသွားတာမျိုး line equation ဆို line နဲ့ line စုံသွားတာyes အဲ့လိုလည်းပြောလို့ရတယ် yes simultaneous equation အဲ့တော့ပြောမယ်ဆို simultaneous equation က I know မတိကိန်းဘယ်နှလုံးပါလဲ I know တွက်ရတဲ့ထဲမှာမတိကိန်း နှလုံးပါ yes မတိကိန်းနှလုံးပါတယ်ပြီးလို့ရှိရင် equation လည်းနှစ်ကြောင်းဆိုတော့ equation နှစ်ကြောင်းမတိကိန်းနှလုံးအဲ့အောင်မှာအဲ့ equation နှစ်ကြောင်းကိုရှင်းပြီးတော့ I know အဲ့မတိကိန်းနှလုံးကိုရှာတာဟုတ်တယ်မလားဟိုမှာ x နဲ့ y နဲ့ဆိုရင် x နဲ့ y နဲ့ကို I know equation နှစ်ကြောင်းနဲ့ရှာတယ်အဲ့ဒီမှာ simultaneous equation ကိုသူက linear နဲ့ non linear ဆိုပြီးတော့မှရှိတယ်အဲ့တော့ I know ကိုသင်ရတဲ့ဟာက1 linear နဲ့1 non linear အဲ့တော့ linear ကဘာတော့ထပ်မေးအောင်မယ်linear equation ဆိုတာဘယ်လိုမျိုးလဲ y equal to mx plus c yes y is equal to mx plus c ပုံစံပြောရမယ်ဆိုသူ့ရဲ့ထဲမှာပါတဲ့ x ရဲ့ power ကအများဆုံးတစ်ထပ်ပဲဆိုတော့ y is equal to mx plus c ပုံစံဆိုတော့ဘာဖြစ်မလဲဆိုဟိုမှာထားပါတော့ 2x plus y is equal to 3ပဲထားပါတော့ဥပမာပေါ့နော်ဒါဆိုလို့ရှိရင်ဒါ linear equation အဲ့ linear နဲ့1 non linear ဆို non linear ဆို maybe quadratic ပဲမေးများတာပါဒီမှာတော့ဟုတ်လား cubic တွေမသွားသေးဘူးအဲ့တော့ quadratic ပုံစံနေပေါ့အဲ့တော့ 2x 2x square plus 3y တို့ဟလာ is equal to 5x ပဲထားပါတော့အဲ့လိုမျိုးတွေပေါ့အဲ့တော့ quadratic ပါတဲ့ပုံစံဆိုတော့အဲ့ဒါတွေကို I know ရှင်းတယ်အဲ့တော့တကယ်တမ်းကဒီ simultaneous equation ရှင်းတဲ့နည်းကဘယ်နှနည်းရှိလဲ simultaneous equation ရှင်းတဲ့နည်းနှစ်မျိုးနှစ်မျိုးဘာနဲ့ပါ substitute လုပ်တာနဲ့ဟိုနှုတ်တာနဲ့ elimination နဲ့ yes substitution elimination ဆိုတော့ကျမစလုံးပေါင်းအောင်မယ်ညီမမယ်ပါနော်ကျမသင်ချာရပါမယ်အင်္ဂလိပ်စာလည်းရချင်ပါရဆိုတော့ substitution နဲ့ elimination ဆိုတော့ substitution လုပ်တယ်ဆိုတာကအစားထိုးလိုက်တာဥပမာ I know ထားပါတော့ 2x plus y is equal to 3ဆိုရင် y is equal to 3 minus 2x ဆိုတဲ့ကောင်ကိုဒီနောက်ကထားပါတော့ဒီမှာ 2x square plus 3x is equal to y plus 1ဆိုထားပါတော့အဲ့ဆိုဒီ y နေရာမှာဘာလုပ်လိုက်တာလဲအဲ့ကောင်ဆက်သွင်းလိုက်တာ အစားသွင်းလိုက်တာအဲ့တော့ဒါဆိုရင် I know substitution နဲ့တွက်တာ elimination ကကြတော့ I know dash ချေရဲ့ပုံစံမျိုးဥပမာထားပါတော့ a plus b is equal to 5ပြီးလို့ရှိရင် a minus b is equal to 6ပဲထားပါတော့ဖြစ်နိုင်ပါမလားဒီပေါင်းဒီမှာလည်းအကြောင်းတောင်းထိုးထားပါတော့ရမလားအဲ့ဆိုလို့ရှိရင် I know dash ရှင်းနေဆိုဘယ်လိုဖြစ်မလဲ eliminate လုပ်မယ်ဆိုဒီနှစ်ခု equation နှစ်ခုပေါင်းပါလားနှုတ်နှုတ်မှာနှုတ်ပါလား plus b နဲ့ minus b ဖြစ်နေပြီအဲ့တော့တခါရဲဘာလုပ်လိုက်ရ yes ပေါင်းလိုက်ရ yes အဲ့ဆို j y အဲ့တော့ 2a is equal to 7ပေါ့အဲ့တော့ a is equal to 3.5ပေါ့ဒါမျိုးဆိုရင်ကျတော့ I know ဘာလုပ်လိုက်တာလဲအစားထိုးတာလားမဟုတ်ဘူးဒါဆိုရင် eliminate လုပ်လိုက်တာခုနအိုင်ပြတဲ့ဟာက substitution လုပ်တာအဲ့တော့ဒါပေမဲ့အမတို့1 linear နဲ့1 non linear ဖြစ်တယ်တော့တစ်ခုက linear equation တစ်ခုက non linear equation ဆိုတော့ I know များသောအားဖြင့်ဘာပဲသုံးရမှာလဲsubstitution yes substitution ပဲသုံးရတယ်ဆိုတော့ x ပဲဖြစ်ဖြစ် y ပဲဖြစ်ဖြစ်တစ်ခုကိုရအောင်ရှာလိုက်တယ်ပြီးကြရင်အဲ့ဒီဟာကို substitute လုပ်မယ်ဆိုတော့အဲ့ဒီနည်းနဲ့ပဲတွက်တယ်အဲ့တော့ဒီ simultaneous equation ရှင်းတာတော့တိတ်ပြောစရာလိုမှမထင်ပါဘူးမလို့တော့ဟုတ်တယ်မလားလို့တော့အဲ့တော့အဓိကကသူက simultaneous ကိုယူလို့ဘာလို့သင်လဲဆိုရင်အဲ့ဒီနောက်ပိုင်းမှာကဘာအတွက်သုံးတာလဲဆိုတော့ I know maximum minimum ရှာရလေဟုတ်တယ်မလား maximum point minimum point ရှာခိုင်းနေဘာကိုသုံးပြီးတော့လဲဆိုရင် completing the square သုံးပြီးတော့ရှာတဲ့နေရာမှာအဲ့လိုမျိုးဖြတ်မှတ်တီရှာတတ်အောင်လို့ရမလားဆိုတော့ဒီနောက်ကကြတော့အဲ့တော့အမားတို့ကိုအရင်ဆုံးသူကဒီ simultaneous equation ကို linear နဲ့ non linear အဲ့တော့ linear ဆိုတဲ့အတွက်အိုင်တို့ပုံတွေက straight line ထွက်တယ် non linear ဆိုရင်ပုံတွေက parabola တို့အဲ့လိုအကွေးကြီးတွေထွက်တယ်
အဲ့တော့အခုကဒီကတော့ quadratic ကို quadratic ဆိုတော့ parabola ပုံစံပဲထွက်မယ်အဲ့မှာသူတို့နှစ်ခုရဲ့ဖြတ်မှတ်တွေရှာတဲ့ဟာမျိုးရမလားအဲ့တော့သူကတော့ဒီမှာ simultaneous equation တွေကို I know exercise တွေကဒီတိုင်းပဲတွက်ခိုင်းလိုက်တယ်ကျန်တဲ့တချို့ပုံစံလေးတွေကကြတော့သူကနောက်ပိုင်းကဟာလေးပါလာတယ်သိလားပါတော့ဒီ midpoint ရှာခိုင်းနေဟာတော့အဲ့လိုမျိုးပုံစံတွေပါလာတယ်ဒါ euro တွက်ခဲ့တော့ကလည်းသိမှာပါအဲ့တော့နောက်တစ်ခုကကြတော့ quadratic function ကနေ maximum minimum ရှာအဲ့တော့ quadratic ကိုသွားလိုက်မယ်ဆိုတော့ quadratic ဆိုတာပါလေ quadratic ကဘာကြီးရော quadratic equation ဆိုရင်ဘယ်လိုမျိုးလဲသူ equation ပုံစံ square a နောက်ပြီးတော့ constant square ပါတယ်ဟာဟုတ်တယ် y is equal to ah square plus bh plus c ပုံစံသူကဒီပုံစံတွေကနေပြေးမလို့ပြောရမယ်ဆိုရင်သူ့ရဲ့ x ပါတဲ့ power ကအများဆုံးကဘယ်လောက်လဲနှစ်ထပ်အဲ့တော့ x နှစ်ထပ်ပါတဲ့ဟာဥပမာ y is equal to a square ဆိုတဲ့ဒါ x ရဲ့ power ကနှစ်ထပ် square ဖြစ်နေတဲ့ဟာဆိုရင်I know က quadratic equation ဆိုတော့ quadratic equation ရဲ့ပုံကဘယ်လိုပုံထွက်လဲပုံတွေကဘယ်လိုပုံတွေဘာပုံတွေထွက် လာရီဟာရီ မလာဘူးမလာဘူးနော်လာ cubic လာတွေဘာတွေမရောက်သေးဘူးပါသောက်ကငယ်ပဲရှိသေးတယ်ပါသောက်ကငယ်ပဲရှိသေးတယ်နော်အဲ့တော့ဘာလဲဆိုတော့ပါသောက်နဲ့ကငယ်နော် parabola cubic မဟုတ်သေးဘူး quadratic ပဲရှိသေးတယ်အဲ့တော့ parabola ပုံပဲထွက်တယ်အဲ့တော့I know ပါသောက်နဲ့ကငယ်ဆိုပြီးဖြစ်သွားတာဖြစ်တဲ့အတွက်သူ့ပုံဒီမှာဘာ point တွေရှိသွားလဲ turning point အဲ့တော့ဒီမှာဆိုရင်ဒီလိုအောက်ဆင်းလာရနေအပေါ်ပြန်တက်သွားတဲ့အချိန်မှာဒီနေရာလေးကသူ့ရဲ့ turning point ဖြစ်သွားတယ်ဒီနေရာလေးကလည်း turning point ဖြစ်သွားတယ် stationary point လို့ခေါ်တယ် turning point လို့ခေါ်တယ်အဲ့တော့ဒီဟာက maximum or minimum minimum yes minimum point ဒီကောင်လေးက minimum point okay နောက်တစ်ခုဟိုဘက်ကကျတော့ maximum ဖြစ်မှာပေါ့အပေါ်ရောက်နေတဲ့ကောင် okay အဲ့တော့အဲ့ဒီ maximum လား minimum လားဆိုတာခွဲလို့ရတယ်ဘယ်ပေါ်မှာမူတည်လဲ 0ထက်ကြီးတာမကြီးတာ အင်းလေဘယ်ဟာကတော့ရှင်းရတယ်ဘယ်ဟာကကြီးရ A ပေါ်မှာ yes a ပေါ်မှာမူတည်ရနော်အဲ့တော့ဒီရဲ့ a square ရဲ့ coefficient ဖြစ်တဲ့ a ပေါ်မှာမူတည်ရ a square ရဲ့မြောက်ဖော်ကိန်း a ပေါ်မှာမူတည်ရ a ကဒါ greater than 0 or less than 0 greater than yes a greater than 0ဆိုရင် minimum a less than 0ဆိုရင် maximum maximum အဲ့တော့ a greater than 0ဆိုရင်ပုံအပစောက်ထွက်ပြီးတော့ minimum ထွက်မယ် a က less than 0ဆိုရင်ခန်းငယ်ထွက်ပြီးတော့ maximum ထွက်မယ်အဲ့တော့ပြောချင်တာဒီကောင်က minus ဖြစ်ရင်ပေါ့ရမယ်နော်ဆိုတော့ okay အဲ့တော့ I know ဒါသိသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီ maximum လား minimum လားဆိုတဲ့ value တွေကိုရှာတာကလေနီးနှစ်နည်းရှိတယ်အဲ့တော့ maximum လား minimum လားရှာတဲ့နီးပြောပါ differentiate လုပ်တာ differentiate ကတနည်းဒါပေမဲ့ဒီအခန်းထဲမှာ differentiation မပါသေးဘူး completing the square လား completing the square okay တစ်ခုရပြီနောက်တစ်ခုရောကျန်တဲ့သူတွေပုံနေကြည့်လန်ကြည့်မနေနဲ့ရှင်တို့ recall ကောက်ခိုင်းနေတာတော့ကင်မရာကြီးပိတ်ပြီးတော့ပုံနေကြည့်လန်ပြီးအတန်ဖွင့်ပြီးအမဟိုဟာမလုပ်နဲ့ okay completing the square တစ်ခုရပြီလောက်နောက်တစ်ခုစဉ်းစားမလေးစာရီပဲရောက်နေတာ stationary point stationary point stationary point ကို I know က maximum လား minimum လားရှာတယ် stationary point ကို maximum လား minimum လားခွဲမှာ stationary point ကတော့ဟုတ်တယ်လေ completing the square သုံးပြီးတော့ I know က maximum လား minimum လားရှာလို့ရတယ်နောက်တစ်နည်းရှိသေးတယ်အဲ့ဒါ completing the square မတိုင်ခင်လာတာ ဟိုက roots တွေ b square minus 4ac b square minus 4 ဟုတ်သေးဘူး ဟွာလေ first nature လားမသိဘူး first nature ပါကြီးရော အဲ့ဟွာလေကျွန်တော်တို့differentiate လုပ်ပြီးတော့ဗျာအဲ့ရှားတာ differentiation မပါဘူးလို့ဒီခန့် differentiation မပါဟာ sorry မေး ဝိုင်းရဲ့လက္ခဏာကြည့်ရဲ့ ဝိုင်းလက္ခဏာကြည့်ရလားဝိုင်းလက္ခဏာမကြည့်ဘူး quadratic equation သုံးပြီးရှာရလား factorize လုပ်တာ factorize ဆို a တာ က plus or minus ဟုတ်သေးဘူး a ကမဟုတ်ဘူး a က plus or minus ဆိုလို့ရှိရင် maximum or minimum ခွဲလို့ရတယ်ဒါပေမဲ့ I know အဲ့ဒီ maximum minimum point အတိအကျရှာအတိအကျ coordinate အတိအကျရမှာကွာပြောရမယ်ဆိုရင် x, y အတိအကျရမယ်
coordinate stationary point coordinate တိကြရမယ်အဲ့ဆိုပန်းပေးပြီလားကဲပြီးတော့ညာပန်းပေးပြီလားကျွန်မပြောပြမယ်ပန်းပေးပြီလားမသိတော့ substitution ဟုတ်တယ်စာခွဲကိမဟုတ်သေးဘူးလွယ်လေးဟောလွယ်လေးပန်းပေးပြီလား midpoint yes midpoint အနေက midpoint ဘယ် oh လိုရှာ midpoint လဲ okay line of sorry symmetry နဲ့ရှာတာလေ line of symmetry နည်းကိုသုံးတာမလေးမှတ်ထားနောက်တစ်ခုက line of symmetry ပေါင်းတာမှန်ရင်လည်းမှန်ပါဘောနော်အဲ့တော့ line of symmetry နည်းကိုသုံးတာဘယ်လိုမျိုးလဲဆိုတော့ I know ရဲ့ဒီပါးစောက်ပုံကြီးတွေကဒီ x ဝင်ရိုးကြီးကိုဖြတ်တဲ့ဟာရှိရလေဟုတ်တယ် x ဝင်ရိုးကိုဖြတ်တယ်အဲ့ဒီဖြတ်တဲ့ point တွေကိုကြည့်ပြီးရှာဥပမာထားပါတော့ဒီကောင်က2ဒီကောင်က6မှာဖြတ်တယ်ဆိုရင်ဒီ point ကဘယ်တော့မှဆို middle မှာရှိရလေဟုတ်လားအဲ့တော့ပြောရမယ်ဆိုဒီဘက်အကွာအဝေးနဲ့ဒီဘက်အကွာအဝေးနဲ့တူတူပဲအဲ့ကြတော့ I know line of symmetry ဆိုတာသူ့ရဲ့ x ဝင်ရိုးမှာဖြတ်တဲ့ coordinate နှစ်ခု x တန်ဖိုးနှစ်ခုရဲ့နှစ်ခုကိုပေါင်းနဲ့စားလိုက်တာလေ I know using line of symmetry ဆိုပြီးတော့2 + 6 / 2ဘယ်လောက်ရတာ 4 4ပြီးကြမှဒီရတဲ့4ကဘာ coordinate လဲ x coordinate ပဲရှိသေးတယ်အဲ့တော့ I know y ပြန်ရှာမယ်ဆိုရင်သူ့ရဲ့ငကိုပေးထားတဲ့ equation နဲ့ကို 1 x is equal to 4ဆိုပြီးတော့ပြန်ထည့်လိုက်တာလေမမိဘူးလား ဟုတ် ဟုတ် ပြီ မ နော် မိပါနဲ့ အဲ့တော့ဒီမှာ I know ဒီမှာလေသူကပထမဆုံးရှာပြရနေရတာပဲခဏလေးကျမကရှုပ်များလို့ပဲရှုပ်လေးဆိုတော့ပထမဆုံးရှာပြရနေရ I know အရင်ဆုံး 1 y is equal to 0ဆိုပြီး x coordinate နှစ်ခုရှာလိုက်တယ်အဲ့နှစ်ခုပေါင်းနဲ့စားဆိုရင်အဲ့ဒီ stationary point ရဲ့ x coordinate ရတယ်ပြီးကြမှာအဲ့ x coordinate ကိုငကို equation နဲ့ကိုပြန်စားထုတ်လိုက်တော့ y coordinate ရတယ်အဲ့ဒါဆိုရင် I know stationary point ရဲ့ဒီ maximum minimum point တွေရပြီ okay ဒီမှာအဲ့တော့ minimum point ရမယ်နော်အဲ့ဒီနီးပြီးမှနော်တကယ်တမ်းဆိုအဲ့ဒီနီးပြီးမှ I know က completing the square ကိုသုံးတာဒါပေမဲ့စာမေးပွဲမှာကကြတော့ completing the square ပဲမေးတာအဲ့ကြောင့် you ကမေးသွားတာရပါလားဆိုတော့ completing the square ကတော့လွယ်တယ်လောက်တတ်လား okay တပုတ်လောက်ဆန်းလောက်ကြည့်မယ်ကျမလည်းဆန်းမယ်လောက်ခိုင်းတယ်အဲ့တော့ဒီပုတ်လောက်လိုက်မယ်လေ 2x square minus 4x plus 5ကဲအခုလောက်ကြည့်မယ်ဒီနာစာရွက်လေးပါလေးယူပြီးတော့ 2x square minus 4x plus 5အဲ့တော့ကျန်တဲ့သူတွေလည်းလုပ်ကြည့်မယ်နော်ပြီးရဲ့သူလက်ထောင်လိုက်လက်ထောင်တဲ့သူရင်မေးမှာပဲအဲ့ဆိုထောင်မှာမဟုတ်တော့ဒီနေ့လာတဲ့လူကနဲတယ်တော့ချီကျူးရမှာလားဆိုအော်သင်ရပြီပြော ဟုတ် လေဖြေပြောလေဟုတ်မလို့နေလေဟာလေဒီမှာ10ယောက်လောက်ရှိရဲ့ရှိမှာမှားပါဆိုလို့လားဘာမျိုးပြောလိုက်ဆောင်းမွေးမတိုင်ခင်ဒီ save ဖြစ်သေးတယ်ဆောင်းမွေးကြမှာ save မဖြစ်တော့တယ်လို့ 2 into x minus 1 the whole square plus 3 window x minus 1 the whole square plus 3အဲ့ကဲတော့ပြန်စစ်ကြည့်လို့ရတယ်ဟုတ်တယ်မလား x minus 1 square က a square minus 2x plus 1နဲ့မြောက်တော့ 2x square minus 4x plus 2အဲ့တော့ final ပေါင်းဆို yes 2x square minus 4x plus 5အဲ့တော့ဘယ်နည်းနဲ့တွက်လိုက်တာလဲဆိုရင်ခဲကျွန်မရှင်းတို့အကုန်လုံးတော့တော်တစ်ခါတော့ပြန်ပြောပေးမယ်နော်ဆိုတော့မှန်သွားပြီဆိုတော့အရင်ဆုံး2ကိုပုံထုတ်တယ်အဲ့2ကိုပုံထုတ်တဲ့နေရာမှာ I ကအကုန်လုံးအတွက်မထုတ်ဘူးရှေ့အကောင်အတွက်ပဲဖယ်ပြီးထုတ်တယ်ဘာလို့လဲဆိုတော့နောက်ကကောင်ထုတ်ရင်ရှုပ်လို့2ကိုပုံထုတ်လိုက်တယ်ဆိုရင် a square okay ဒီကောင်က minus 2x ဒီပဲထုတ်တယ်အဲ့နောက်ဆုံးအကောင်မလို့ဘာလို့လဲဆိုတော့ပြီးရင် green ပြန်ထုတ်မှာကွာအဲ့ကြောင့်မလို့တော့ဘယ်တော့မှ green နဲ့မထည့်ဘူးအဲ့တော့ပြီးကြတော့2 into a square minus 2x အဲ့တော့ဒီကောင်ဘာနဲ့စားမှာလဲ 2 နဲ့စား yes အဲ့ဒီ x ရဲ့ coordinate တော့ coefficient ကို2နဲ့စားမယ်ပြီးတော့ပေါင်းမယ်အဲ့တော့2နဲ့စားတော့ -1 ဆိုတော့ -1 square
ပြီးတော့ minus 1 square ပြန်နှုတ်မယ်အဲ့တော့ minus အနှုတ် minus 1 square ပြီးတော့ gwin pay plus 5ရမယ်နော်အဲ့တော့ဒီဘက်တိုးလိုက်ဆိုတော့ဘာရမလဲဆိုတော့2 into a square okay ဒါဆိုရင် gwin တစ်ခုလုံးလိုက်လို့ရပြီဟုတ်လားဒီ a square minus 2x plus 1ဒီကောင်ကဒါဆိုရင်သူကပြောရမယ်ဆိုရင် gwin တစ်ခုဖြစ်သွားပြီဟုတ်လားအဲ့တော့ x အဲ့ဒါတစ်ခါလေးလုံးလိုက်လို့ရတယ် x plus 1 no x minus 1 the whole square ဖြစ်သွားပြီအဲ့ဆို I know ဘာကျန်တာလဲနောက်ကဒီ minus 1 square လေးကျန်တာအဲ့ဒါကို gwin ပြင်ထုတ်ဖို့ဆို I know ဘာနဲ့မြောက်အောင်ပါလဲနဲ့မြောက်အောင်ပါเนาะအဲ့ဒါဝင်မိနေ plane ထုတ်လိုက်လို့မရအောင်ဆိုတော့ minus 1 square က minus 1ပဲဟုတ်လားအဲ့တော့ minus 1ကို2နဲ့မြောက်တော့ minus 2 plus 5အဲ့တော့အပြင်ရောက်သွားပြီအဲ့တော့2 into x minus 1 the whole square plus 3ရမလားရမယ်နော်ဆိုတော့အဲ့ဒါကိုနော်အဲ့ဒါကို I know ကအဲ့ completeness square ကိုလည်းသုံးလိုက်ပြီဆိုတော့ဒီကောင်ရဲ့ maximum point minimum point ကိုဘယ်လိုရှာကြမှာလဲအဲ့ဒီ I know completeness square လောက်ထားတဲ့ကောင်ကနေပဲရှာမယ်ဘယ်လိုရှာကြမလဲ I know တွေ x ကကြတော့ gwin နဲ့ကကောင်လက္ခဏာပြောင်းလိုက်ချက် x ကရောအမိုင်း ဝို နဲ့ င်းကအဝိုင်းကအနောက်ကဟိုလက္ခဏာမပြောင်းမဒီတိုင်းရေး y ကအနောက်ကဟာကိုဒီတိုင်းပြန်ရေးတယ် x ကကြတော့ gwin နဲ့ကကောင်လက္ခဏာပြောင်းလိုက် လက္ခဏာပြောင်းလိုက်တယ်ဟဲ့တကယ်ကြီးလို့မှတ်ထားကြအလွယ်နီးပေါ့ အဲ့လိုဆိုတော့ x minus 1 equal to 0ဆိုတော့ x ကို equal တီ to ရွယ် okay အဲ့ဆို coordinate ပြော coordinate ကဘယ်လောက် 1,3 3 1,3ဟုတ်တယ်อ่ะမိုက်ပါတယ်ကိုနီးကိုဟန်တယ်အဲ့ဆိုစာမြေးကြတော့ဟုတ်ပေါ့ မေးတော့ မြေး ရေး တော့ တယ်ရေးတော့အဲ့တိုင်းပဲချလိုက် မြေးချဟိုအိုင်ကတော့ရေးတယ်အိုင်ကကြတော့အိုင်ကလည်းယူရိုလို့မစင်းသားလို့တော့မဟုတ်ဘူးဒါဆိုရင်ကြည့်လိုက်တာနဲ့ 1,3 ထွက်မယ်ဆိုတာသိတယ်ကွာဘာလို့လဲဆိုတော့တွက်တာများလာပြီမလို့ဒါပေမဲ့စာလေးတော့ရေးပေးကြပါเนาะအချိန်ပိုရင်စာလေးတော့ရေးပေးကြပါเนาะစာရေးမရေးဘဲနဲ့ဘလို့ကြီးတော့မထားခဲ့နဲ့လေ email လည်းမဟုတ်ဘူးเนาะကျမဗတ်လိုက်ပြီးပြောတာမဟုတ် email မှာစာလေးနည်းနည်းလေးတော့ရေးဆိုတော့ exam ထဲမှာပါတဲ့ပုံစံတိုင်းပဲရေးလို့ရတယ်အဲ့တော့ဒီမှာဆိုရင်သူကA က plus ဖြစ်တာဖြစ်တဲ့အတွက် maximum or minimum 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 ဆိုတော့the minimum value လို့လည်းပြောလို့ရတယ် the smallest value လို့လည်းပြောလို့ရတယ်သူမေးရပုံမှာမူတည်ရပေါ့နော် so the minimum value of the expression is expression လို့ပဲပြောလို့ရတာ equation လို့ပြောလို့မရဘာလို့လဲဆိုတော့အဲ့တော့ဘာနဲ့မှမညီထားဘူးအဲ့တော့ expression is အဲ့တော့ဒီ minimum value အဲ့ဒီ expression ကြီးတစ်ခုလုံးရဲ့ minimum value ကじゃဘာလဲဆိုတော့3ဟုတ်လားဘာလို့3လဲ minimum value က3ပဲဖြစ်နိုင်ပါလေဘာလို့လဲဆိုတော့ x - 1ကြီးက the whole square တင်ထားတာဖြစ်တဲ့အတွက် x တဲ့ကို I know ကြိုက်တာကြီးထည့်လိုက်အကုန်လုံးက3ထက်ကြီးမှာဟုတ်လား x တဲ့ကိုကြိုက်တာထည့်အကုန်လုံးက3ထက်ကြီးမှာဒါပေမဲ့3ဖြစ်နိုင်ချေရှိတယ်ဘယ်အချိန်မှာလဲဆို x က1ဖြစ်တယ်ဟုတ်လား x က1ဖြစ်တဲ့အချိန်မှာကျတော့ I know 3နဲ့ညီသွားမှာအဲ့တော့ကြိုက်တာထည့်လို့ရတယ် x 1ဖြစ်တဲ့အချိန်မှာတော့သူက minimum value ဆိုတော့ the minimum value of the expression is 3လို့ရေးလို့လည်းရတယ်ဒါမှမဟုတ်ရင် I know အိုင်ရေးနေကြဆိုရင်2အမြောက်ဒီကောင်ကြီး0ဖြစ်တဲ့အချိန်ဟုတ်လား မဟုတ်ဒီနေ့မှန်ယူပွဲဦးဆိုတာ whole square က0ဖြစ်သွားတဲ့အချိန်ဆိုတော့2 into 0 plus 3 is equal to 3လို့ရေးလို့ရတယ်အဲ့တော့ဒါက the minimum value of the expression ပဲရှိသေးတယ်ဆိုတော့ဒါကြီးတစ်ခုလုံးရဲ့ minimum value က3ဒါပေမဲ့အဲ့ဒါဘယ်အချိန်မှာဖြစ်တာလဲ x ပါဖြစ်တဲ့အချိန်လဲ x ပါဖြစ်တဲ့အချိန်လဲ 0ဖြစ်တဲ့အချိန် x 0လား x 0ဆိုရင် x 0မဟုတ်ဘူးလေဒီဟာကြီးတစ်ခုလုံး0လို့ပြောတာ x က0မဟုတ် x 1ဖြစ်မှ0ဖြစ်မှာဆိုတော့ this occurs when x is equal to 1ရမလားအဲ့ပြီးတော့မှအောက်ကနေ euro minimum point လို့ပဲရေး stationary point ဆိုပြီးတော့1,3ဆိုပြီးတော့မှအဖြေတက်လိုက်ရဆိုတော့ဒီလိုလေးတော့ရေးစေချင်တယ်ပေါ့နော်မှတ်နိုင်တဲ့သူကတော့ရေးဒါပေမဲ့ခုနကလိုလက္ခဏာပြောင်းတာတော့ euro မှတ်ထားတယ်လို့မှတ်ဘာမှမဖြစ်ဘူးဒါပေမဲ့ဒါကအခုဒီ coefficient က 2x square ဖြစ်လို့ minimum value အကယ်၍ minus 2x square ဆိုရင် maximum ဖြစ်သွားမယ် greatest value ဖြစ်သွားမယ်ရမလားဟောအဲ့ဒါလေးလည်းသိစေချင်လို့ဘာလို့လဲဆိုတော့တစ်ခါလေရရင်အဲ့လိုလည်းမေးတယ် euro maximum point minimum point မပြောဘဲနဲ့အဲ့လို minimum value ကဘာလဲပေါ့အဲ့လိုမျိုးမေးမှာဆိုလို့တတ်မှတ်ပါပဲဒါပေမဲ့လည်းဒီလိုလေးတော့ရေးတယ်အောင်လို့လွယ်လေးအဲ့တော့ဒီ expression တစ်ခုလုံးကြီးရဲ့ minimum value က3ပဲအချိန်မှာဖြစ်လဲဆိုရင် x1 နဲ့ညီရဲ့အချိန်မှာဖြစ်တယ်ဒါပဲရမလား okay
โอเคမယ်နော်အဲ့ဒါဆိုဒါယူရိုရှာတဲ့ပုံလေးတည်သွားပြီဆိုတော့ဘာကျန်သေးတော့အိုင်နိုအတွက်ကျန်တော့ဒါပဲကျန်တော့ပြီးပြီဆိုတော့နောက်တစ်ခုကโอเคကျန်တာကတော့ F4X ပါပဲကျန်တဲ့ပုံစံကယူရိုပုံဆွဲခိုင်းနေပုံတော့ဆွဲတတ်တယ်မလားပုံဆွဲတဲ့အချိန်မှာဘာရေးကြည့်တော့ပုံမှာ graph ဆွဲရင်ဘာရေး 0 ရှာ10 h ရှာ ဟုတ်တယ်အဲ့ဒါပဲအဲ့တော့ x is equal to 0ရှာမယ် y is equal to 0ရှာမယ် x 0ဖြစ်တဲ့အချိန်မှာ y ကဘယ်လောက်တော့ဒါဆိုရင် y ဝင်ရိုးဖြတ်မှတ်ဒီပေါ်ကြီးမှာဖြတ်မှတ်ရမယ် y 0ဖြစ်တဲ့အချိန်မှာ x ကဘယ်လောက်တော့အဲ့ဒါဆိုရင်ဒီ x ဝင်ရိုးပေါ်မှာဖြတ်တဲ့အမှတ်ရမယ်အဲ့ဒါဆိုရင်ရပြီအဓိကကအဲ့တော့ parabola တွေဆွဲဖို့ဆိုတာက parabola တွေဆွဲဖို့ကဘာလိုတာလဲဒီ x coordinate နှစ်ခုပဲလိုတာလေဟဲ့လားဒီ x coordinate နှစ်ခုလိုမယ်ပြီးရင် y ပေါ်မှာဖြတ်တာဒီနားမှာဖြတ်တယ်ဆိုဒီတစ်ခုလိုမယ်သူတို့စာမေးပွဲမှာမေးရမေးခွန်းတွေအကုန်လုံးကလည်း by stating the values of ဒီဘယ်လိုပြောမလဲ axis ဖြတ်မှတ်တယ် when meets x axis ကိုဘယ်ချိန်မှာဖြတ်တာလဲ y ကိုဘယ်ချိန်မှာဖြတ်တာလဲအဲ့တော့ကိုရီးယားပုံဆွဲလိုက်တဲ့အချိန်မှာဒီ label တွေပါဖို့လိုတယ်ဒီနားမှာဘာကောမှာဘာလို့မရေးဘူးဆိုရင်တော့နော်ဒီမှာဆိုထားပါတော့3ဆိုရင်3.0လို့မရေးရင်တော့3လို့တော့ရေးခဲ့ဒီမှာဆိုရင် -4 အဲ့လိုမျိုးရေးခဲ့ဒီမှာဆိုရင်လည်းထားပါတော့ -4 ပေါ့အဲ့လိုလေးတော့ရေးခဲ့ပြီးရင်ဘာရေးကြီးလဲဆိုရင် y is equal to ဒီ equation ဒီပုံရဲ့ equation အဲ့ဒါလေးလည်းရေးမယ်ပြီးတော့ဘာလို့လဲဆိုတော့သူကအကယ်၍မြန် stationary point ရှာခိုင်းတာမျိုးဆိုရင်အဲ့ဒီ stationary point ရဲ့ coordinate ကိုတော့သိချာလေးရေးပေးမယ်โอเคရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အိုင်တို့ဘာချင်အောင်မလဲနောက်တစ်ခုကကြတော့ဟွာပေါ့နောက်တစ်ခုကအဲ့တော့ပုံဆွဲရလေးရပြီ maximum minimum point လည်းရှာတတ်ပြီဆိုတော့အိုင်တို့ကကျန်တယ်ဒီ modulus လေးထည့်တာနော်အဲ့တော့အရင် chapter 1တုန်းက modulus ကဘာ modulus လဲ chapter 1တုန်းက function function modulus မဟုတ်ဘူးလေ modulus ထဲမှာရှိတဲ့ကောင်ကဘာလဲ chapter 1တုန်းက modulus ထဲမှာရှိတဲ့ကောင်ဘာ equation မျိုးစားလဲ linear yes chapter 1တော့ linear ညမယ်နော် chapter 1တော့ linear အခုကျတော့ကျမတို့ကဘာဖြစ်သွားပြီလဲ quadratic yes quadratic ဖြစ်သွားပြီအဲ့တော့ဒီတစ်ခေါက်ကကျတော့ quadratic ဖြစ်သွားပြီသူကလို့ပဲအဆင့်နေမြင့်လာဆိုတော့ modulus ကဒီတစ်ခေါက်မှာ quadratic ဖြစ်ပြီဆိုတော့ quadratic ဖြစ်ပြီဆိုတော့အဲ့တော့ပြောပြီးသား modulus နဲ့ထည့်လိုက်တဲ့ကောင်ကဘယ်တော့မှဆို plus ပဲရှိတယ်အဲ့တော့သူ့ရဲ့ graph ကအပေါ်မှာပဲဘယ်တော့မှဆို y ဝင်ရိုး plus တွေမှာပဲရှိတယ်အဲ့တော့ I know ရဲ့ဒီ quadratic equation ရဲ့ပုံတွေက parabola တွေဖြစ်တဲ့အတွက်ဥပမာ I know ပုံကဒီလိုမျိုးပဲထားပါတယ်အဲ့ဒါဆိုရင် modulus တွေကိုထည့်လိုက်ပြီဒီ equation ကို modulus တွေကိုထည့်လိုက်ပြီဆို I know ပုံကအောက်မှာရှိပါအောင်မလားဒီအပိုင်းကရှိပါအောင်မလား yeah မရှိတော့ဘာဖြစ်လဲအပေါ် reflect ဖြစ်သွားတယ်အဲ့ကြတော့ I know ကဒီအောက်ကအပိုင်းကိုဘယ်လိုဆွဲရမှာလဲ dotted line dotted line နဲ့ဆွဲပြီးတော့မှအပေါ်ကိုဒီလိုလေး reflect ဖြစ်တယ်အဲ့ဒီ reflect ဖြစ်ပြတဲ့နေရာမှာ I know ကိုမေးရင်ဘယ်လိုတွေမေးလဲဆိုတော့ euro လဲမေးခွန်းပုံစံနေရေးကြည်နေလောက်ပါဟုတ်လားအရင်ဆုံး y is equal to blah 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 ဆို equation ပေးတယ်အဲ့ဒါကိုဘာလုပ်ခိုင်းလဲ completing the ပထမအဆင့်အနေနဲ့သူက A လိုမျိုးမှာ completing the square လောက်ခိုင်းတယ်ပြီးကြတော့ဗာလဲသူ့ရဲ့ stationary point maximum minimum value ရှာခိုင်းတယ်ဒါပေမဲ့ C ရောက်သွားတဲ့အချိန်ကျတော့ euro graph ဆွဲခိုင်းတယ်ဆွဲဖို့တစ်ခါလေးဆိုဆွဲဖို့နေရာလဲပေးထားတယ်ပေးထားပြီးတော့မှဘာလဲဆိုတော့ y is equal to အဲ့ဒီ modulus of ပထမဆုံးဒီတစ်ခေါက်က equation ကိုဒီထဲကိုထည့်ပြီးတော့မှပေးတယ်ပုံဆွဲခိုင်းတယ်အဲ့လိုပုံဆွဲခိုင်းတဲ့အချိန်ကျရင်ဒီမှာ stationary point ရခဲ့တဲ့ကောင်ကထားပါတော့အဲ့မှာ stationary point ရခဲ့တာက3, ထားပါတော့ဘယ်လိုပြောမလဲ -3, -6 ပဲထားပါတော့အဲ့ဒါဆိုရင် I know ဒီမှာပုံဆွဲပြီဆိုရင်အဲ့ဒီ stationary point ကဘာဖြစ်သွားပြီလဲ3, ပုံကတော့ဒီလိုပုံစံမျိုးဖြစ်မှာထားပါတော့ဒါဆိုရင်ဒါ3လို့ထားလိုက်နော်ဒါ3ဒီကောင်က-6ထားလိုက်တော့ဒီရဲ့ stationary point က3, -6ဒါပေမဲ့ဒါက modulus တွေကိုမထည့်ခင်ရ modulus တွေကိုမထည့်ခင်ရဆို I know ဒီကောင်ကဘာနဲ့ပဲဆွဲရမလဲဆိုရင် dotted line နဲ့ပဲဆွဲရမယ်ပြီးကြတော့အပေါ်ကိုပြန်ပြီး reflect လုပ်တယ်ဟုတ်တယ်အဲ့ reflect လုပ်တဲ့အချိန်မှာဒီရဲ့ stationary point ကို I know ဘာလုပ်ပေးရမှာလဲပြန်ပြီးတော့ဒီမှာ stationary point ဘာပြန်လုပ်ပေးပြန်တက်ပေးရမယ်အဲ့ဒီ stationary point ဘာဖြစ်သွားမှာလဲ3.6 ဘာလို့လဲဆိုတော့ y tangent တွေက minus မဖြစ်ရအောင်အဲ့တော့အောက်ကနေအပေါ် reflect လုပ်လိုက်ရင် y tangent တွေက
plus 6ဖြစ်သွားတယ်ဒါကကြတော့ I know ဒီလိုပစောက်ပုံမလို့ဂါငယ်ပုံတွေကြတော့ဘယ်လို reflect ဖြစ်တာလဲဂါငယ်ပုံတွေကြတော့ဂါငယ်ပုံတွေကကြတော့ဒီအောက်ကဒီအပိုင်းနေဟုတ်လားသူ့ရဲ့လက်တံနေပေါ့အဲ့တော့ဒီကောင်ကြီးတွေက dotted line နဲ့ဆွဲရတယ်ပြီးတော့အပေါ်ကိုဒီလို reflect ပြန်ဖြစ်တယ်အဲ့တော့ reflect ဖြစ်သွားပြီးတဲ့ပုံကတော့တူတူပဲလေဒီမှာကြည့်လိုက်ဟုတ်လားတူတူပဲအပေါ်ပိုင်းနေရတော့ဘယ်လိုပုံစံလဲဆိုတော့ W ပုံစံပေါ့အဲ့လိုပုံစံနေပဲရမယ်နော်ဆိုတော့ I know ကမေးတဲ့ပုံစံတော့အရင်ဆုံး euro completeness square လောက်ခိုင်းနေပြီးရင် stationary point ရှာခိုင်းနေအဲ့ခုနI ရေးခိုင်းတဲ့စာလေးလိုမျိုးပဲ the maximum minimum point ရှာခိုင်းနေပြီးကြတော့ပုံဆွဲရင်ကြတော့ euro modulus နဲ့မေးတယ်များသောအားဖြင့် modulus နဲ့မေးတယ်အဲ့တော့ euro reflect လုပ်တဲ့ပုံလေးတွေလည်းကျွမ်းအောင်လုပ်ထားမယ်ရမလားအဲ့တော့modulus နဲ့မေးလို့ဆိုပြီးတော့ I know အဲ့ဒီ graph ကြီးကို label တက်တဲ့အချိန်ကျ y is equal to modulus of နဲ့တက်ရမယ်နော် I know သွားပြီးတော့ modulus မပါရင်အဲ့ဒီပုံကို represent မလုပ်တော့အဲ့ကြတော့ modulus ပါဖို့လဲလိုတယ်နော် label လုပ်တဲ့အချိန်အဲ့တော့အဲ့လိုပုံစံပဲမေးတာပြီးရင်နောက်ဆုံးတစ်ခုကျန်သေးတယ်ဒီမှာကြပါမေးတယ်လို့ထင်တယ် pass paper လောက်ထားရသူရကြည်နေတော့ပြီပြောကြည့်ပါဒီမှာဆိုဘယ်လိုမေးကုန်နေမေးတော့အဲ့လို modulus ကိုလည်းဆွဲခိုင်းပြီးသွားပြီဘယ်လိုပုံနေမေးတော့သိလားတော့ဖြည့်ကြည့်ပါဖြည့်ကြည့်ပါအမမေးခွန်းလည်းမပေးပဲနဲ့မေးခွန်းကိုဘယ်လိုမေးမလဲတော့မေးနေဘယ်လိုပုံစံနဲ့မေး inequality နဲ့လည်းမေးတယ် yes ဒါပေမဲ့ inequality နဲ့မေးတာထက်များသောအားဖြင့် inequality နဲ့ဖြည့်ပေးရတဲ့အဖြေရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ကဲရှင်တို့မေးသွားရင်ဒီမှာပြောလိုက်တော့ဒီ inverse function inverse function တော့ inverse function လည်းမေးတော့မေးတယ်ဒါပေမဲ့ဘယ်လိုဟာမေးများလဲဆိုတော့ပုံပါတဲ့ဟာဖြစ်တဲ့အတွက် k is equal to modulus of ဒါဆိုပြီးအပေါ်က equation ပြီးကြတော့ has two solutions မှတ်မိလားပေါ်လာပြီ two solution ဟုတ် three solution ဖြစ်တဲ့အချိန် four လို solution င်းကို yes မှန်ပြီဆိုရင် yes အဲ့တော့ line ကိုအဲ့တော့ပုံကိုကြည့်ပြီးတော့မှokay two solution ဆိုလို့ရှိရင်သိကြတယ်ဒီပုံမှာဆိုရင် two solution ဟဲ့လား two solution ဆိုသိကြတယ်ဒီ point အထက်မှာမဟုတ်ဘူးလားဒီ point မှာတော့ကthree solution ဒီရဲ့အထက်ရောက်သွားတာအဲ့ဒါဆိုရင်အဲ့တော့ तू က equal to k နဲ့ညီထားတာကွာအဲ့တော့ဒီ k က x တန်ဖို့ကိုပြောတာလား y တန်ဖို့ကိုပြောတာ y ပေါ့ yes ဘယ်တော့မှ y တန်ဖို့ပဲမေးတာဒီ x ကဒီရဲ့ k ကဘယ်တော့မှ y တန်ဖို့အဲ့တော့ထားပါတော့ဒီမှာဆိုရင် तू ကဒီကောင်က4ဆိုလို့ရှိရင်ဘာ4လဲအဲ့ဒီ equation k greater k နော်သူက k နဲ့ညီပေးတာ k ပေါ့ y နဲ့ပေးရင် y တခြားကနေပြောင်းပေးရင်တခြားဆိုတော့ဒီမှာဆို k greater than 4 equal to ပါလား equal to မောင် မပါဘူး equal to ဆိုဘာ solution လဲ three solution အကယ်၍သူက3 solution လို့မေးရင်အဲ့တော့ဘယ်လိုဖြေမှာလဲ k greater than or equal 4 3 solution မှာဆို k greater equal to 4 k equal to 4 k equal to 4ပေါ့ဟုတ်တာပေါ့ကျမတို့ကဒီ line မှာပဲ3နဲ့3 point ထွက်တာလေဒီအောက်ရောက်သွားရင်4 point ဖြစ်သွားပြီဟုတ်လားအဲ့တော့3 solution ဆိုရင်ကျတော့ k is equal to k equal to 4 အဲ့ဒါဆိုရင်4 solution ရအောင် k is less than 4 wait 4 solution က 0 less than k less than k က4နဲ့0နဲ့ကြားမှာရှိမှာ yes 4နဲ့0နဲ့ကြားမှာဒါပေမဲ့မညီဘူးနော် equal to တခုမှမပါဘူး0 less than k less than 4 k less အဲ့ than ဆိုခုနကကျမတို့တစ်ခုကျန်သွားတယ်ဘာကျန်တာလဲဆို2 point ဒီမှာလေ2 point ဟုတ်လားအဲ့တော့ I know က2 point ကိုရေးပေးရင် k is equal to 0 and ဒါမှမဟုတ် or ပေါ့နော် k is equal to 0 yes အဲ့ကိုခေါ်လိုက်တာခေါ်ပါ k is equal to 0 and ဒါမှမဟုတ် or k greater than 4အဲ့ဒါမှဒီမှာလဲ2 point ရှိတယ်4ထက်မြင့်သွားတဲ့အချိန် k 4ရဲ့အပေါ်ရောက်သွားတဲ့အချိန်မှာလဲ2 point စီပဲပြန်ဖြစ်သွားတယ်ရမယ်နော်အဲ့တော့ဒီအောက်ကဘိုင်းကိုစဉ်းစားရမှာလားမစဉ်းစားရအောင်ဘာလို့လဲသူက မစဉ်းစားအောင်အကယ်၍ modulus မပါရင်တော့ yes စဉ်းစားရမှာပေါ့ modulus မပါရင်ဒါပေမဲ့မပါဘဲနဲ့တော့မမေးဘူးဘာလို့လဲဆိုတော့သူတို့က euro ကိုဘယ်နှပုတ်ပဲမေးရတာအလုံးစုံမေးရတာ12ပုတ်ပဲလေဟုတ်လားအရင်များရယ်ဆိုရင်တော့မှသူတို့73ပုတ်လောက်ပဲမေးရဆိုတော့12ပုတ်လောက်ပဲမေးရတဲ့အချိန်ဒီမှာ euro ကိုအရင်လွဲအောင်မမေးဘူးသူကတပုတ်ထဲမှာအများကြီးပါအောင်မေးရမလားဆိုတော့နည်းနည်းလေးတော့ပြန်သတိရလာပြီမလားရလာโอเคအဲ့တော့ဘာကြီးကြံသေးလဲဟိုင်းတို့အဲ့ဒါတွေပြီးပြီဆိုရင်
နော်လေroots of equation အဲ့တော့ဒါ roots of equation တွေကတော့လွယ်ပါတယ်အဲ့တော့ two distinct roots อ่ะ two equal roots อ่ะအဲ့တော့အဲ့ဒါကိုဘာနဲ့ကြည့်လဲ I know discriminant okay discriminant အဲ့တော့အဲ့ဒီလေ solution တွေတို့ roots တွေတို့ဆိုတာဘာကိုပြောရမလဲဆိုတော့ x ကိုပဲပြောတာပြောမှာဆို I know ရမယ်အဖြေကွာအဲ့ဒီ quadratic ဆိုလေအဲ့ quadratic ကြီးကိုရှင်းလိုက်မယ်ဟာအဲ့ဒီ quadratic နဲ့ linear နဲ့စုံတဲ့နေရာဆိုလေအဲ့နှစ်ခုစုံတဲ့နေရာ x တန်ဖို့ပဲပြောတာ root ဆိုတာရမလားအဲ့တော့ x is equal to 2ဆိုလို့ရှိရင်အဲ့ဒါက roots တစ်ခုပဲဆိုတော့အဲ့ဒီ discriminants တွေကို I know ကဘာလို့ b square minus 4ac ဖြစ်လဲဆိုတော့ I know ရဲ့ဒီ quadratic equation ဟလာ quadratic ရှာတဲ့က x is equal to minus ဒါကဘယ်ကလာလဲဆို y is equal to ax square plus bx plus c မှာ plus c x ရှာဖို့ဆိုရင် minus b plus or minus square root of b square minus 4ac minus 4ac by 2 အဲ့ဒီမှာသူက root ဘယ်လောက်ရှိလဲဆိုတော့ဘယ်ကလေးကဆုံးဖြတ်ပေးနိုင်နေရလဲဆိုတော့ b square minus 4ac ကလေးကဆုံးဖြတ်နိုင်နေပြီအဲ့တော့ b square minus 4ac က less than 0ဆိုရင်ဒီကောင် x ကိုဖြတ်တော့မဖြတ်ဘူးyes x ပဲပြောရမှာလား sorry y0 ပေါ့ y0 မဖြစ်တာ x ကို x ဝင်ရိုးကြီးမှာမဖြတ်တာပြောရမှာဆိုရင် I know ဒီမှာ y ကို0ထားလိုက်တယ်မလား y ကို0ထားလို့ x ရှာတယ်ဆိုရင်ရှာလို့မရဘူးလေဒီကောင်ကြီးက less than 0ဆိုတော့ minus ဖြစ်နေ minus ဖြစ်နေတော့ real root မထွက်ဘူးဟုတ်လားအဲ့တော့ imaginary number တွေ i အနေနဲ့ထွက်မှာအဲ့ကြတော့ပြောရမယ်ဆိုရင်ဒါက x ဝင်ရိုးဆိုလို့ရှိရင်သူ့ရဲ့ဟာအပေါ်မှာရှိနေတာအဲ့တော့ I know ကပုံမှန်ဆိုရင် x ဝင်ရိုးဖြတ်မှတ်ရှာရင်ဘာနဲ့ညီရလဲ x ပေါ်မှာဖြတ်တဲ့အမှတ်ကိုသိချင်ဘာကိုရှာလဲ y 1y is equal to 0ဆိုပြီးရှာတာဟုတ်လားအဲ့တော့အဲ့ဒီ y 0ဖြစ်တဲ့ဒီ x ဝင်ရိုးကြီးပေါ်မှာသူကမဖြတ်နေဘူးမဖြတ်နေတော့ရှာလို့မရအောင်ရှာလို့မရတဲ့အတွက် root မရှိတာ root မရှိလို့ b square minus 4 is less than 0မှာ I know ရဲ့ပုံကဒီ x ဝင်ရိုးနဲ့အဲ့ဒီကောင်တွေကဘာဖြစ်လဲဖြတ်မသွားဘူးရမလားဒါက quadratic equation တစ်ခုတည်းကိုပဲပြောနေတာဒါပေမဲ့ I know ခုနက quadratic ရော linear ရောလာတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ line တစ် line နဲ့ curve တစ်ခုဖြတ်လားမဖြတ်ဘူးလားဆိုတဲ့နေရာမှာလေ I know ကသူတို့ equation တစ်ခုကိုပေါင်းလိုက်တာပေါင်းလိုက်တဲ့အချိန်မှာဘာရလဲဆိုတော့ quadratic ပြင်ဖြစ်သွားတယ်အဲ့ဒီဖြစ်သွားတဲ့ quadratic ကို I know b square minus 4ac နဲ့ချိန်ကြည့်တယ်ချိန်ကြည့်တဲ့အချိန်မှာ x ဘယ်နှခုထွက်မှာလဲ x ကတူတဲ့ x အဲ့တော့ equal root ဆိုတာကတူတဲ့ x နှစ်ခုထွက်လို့အဲ့တော့အဖြေက x is equal to 2ပဲဘယ်လိုချိန်နေလဲဆိုတော့ခုနကထားပါတော့အဲ့တော့ဒီလိုမြင်မယ်အဲ့တော့ဓမ္မဆိုထားတော့ကျွန်မအောက်ရောက်သွားတယ်ပုံတော့ဆွဲတယ်တော့ okay ဓမ္မဆိုထားတော့ဒါ2ဒါဆိုရင်ပါလေ equal roots သူက x is equal to 2အဖြေပြောမှဆိုရင် x minus 2 the whole square ပေါ့ဟုတ်လားx minus 2 the whole square ရတယ်သူ့ရဲ့ equation ကဆိုတော့အဲ့ဒါကြောင့် I know က0နဲ့ညီလိုက်တဲ့ချိန် y 0နဲ့ညီလိုက်တဲ့ချိန် x is equal to 2ရတာအဲ့တော့ပြောရမယ်ဆိုတော့ equal roots ဖြစ်နေတာသူ့ရဲ့ root နှစ်ခုလုံးက2ဖြစ်နေအဲ့ဒါကြောင့်သူကတနေရာထဲမှာပဲဖြတ်သွားတာရမလားဒါဆို b square minus 4ac က equal is to equal to 0 အဲ့လေဒီမှာဆိုကြည့်လိုက် b square minus 4ac ကိုပြန်ကြည့်လိုက်သူက square root ထဲမှာရှိရကွာအဲ့တော့ square root ထဲမှာရှိရဆိုတော့ square root မတိုင်ခင်ကဘာကြီးရှိနေရလဲ square root မတိုင်ခင်ဘာရှိရော plus or minus yes plus or minus ရှိတယ်အဲ့တော့ square root တွေကကောင်က0မဟုတ်ရင် I know က plus တစ်ခု minus တစ်ခုဆိုအဖြေကအမြဲတမ်းနှစ်ခုထွက်နေမှာဒီ square root တွေကကောင်ကြီး0ဖြစ်သွားမှာပဲ I know ဖြေရတစ်ခုတည်းထွက်မှာရမလားအဲ့ချိန်ကျမှ equal root ထွက်မှာအဲ့ဒါကြောင့်ဆိုတော့I know ကတော့I လဲ a mat တုန်းကအဲ့လိုပါပဲလွယ်လေးပဲမှတ်လိုက်တာလေဟုတ်တယ်မလား b square minus 4ac equal to ဆိုရင်ပါ less than ဆိုပါ greater than ဆိုပါဒီလိုပဲမှတ်လိုက်တာဒါပေမဲ့ဘယ်ကလာလဲပေါ့အဲ့ဘယ်ကလာလဲဆိုတာခုန I know ပြောရ roots တွေဆိုတာလဲဘာမှမဟုတ်စကလုံးရအသစ်ဖြစ်သွားကွာ I know တို့က root ဆိုရဲဟာနည်းနည်းတော့ကြီးကျယ်တယ်ဒါပေမဲ့အဖြေပဲ x ပဲ solution ပဲလို့ပြောလိုက်ရင်အရင်ဘာမှမခက်ခဲတော့အဲ့တော့ပြောရမှာဆို x တန်ဖို့ဘယ်နှခုထွက်မှာလဲပဲအဲ့ဒါအစဉ်းစား x ကမတူညီရဲ့ x နှစ်ခုထွက်မယ်ဆိုရင် b square minus 4ac greater than 0 two distinct roots two real distinct roots ပေါ့နော် real ဖြစ်မှာလေ I know imaginary နံပါတ်မဟုတ်အဲ့တော့အဲ့ဒါလေးကိုချရေးလိုက်တာပေါ့ကဲကျွန်မလည်းဒီလိုရေးရအောင်ဆိုတော့ b square minus 4ac greater than 0ဆိုရင် two real yeah distant root two real distinct roots ပြီးတော့သူ့ရဲ့ပုံကနှစ်နေရာဖြတ်တယ်ဟုတ်လားအဲ့တော့ point of intersection ဆိုရင် two point of intersection okay နောက်တစ်ခု b square minus 4ac is equal to 0
Three. 1 real one real လို့လား equal root ဆိုပြီးတော့2 equal root ဆိုပြောရလားဘယ်လိုပြောရလဲသူတို့ထဲမှာ2 equal roots เนาะ root ကတစ်ခုတည်းမဟုတ်ဘူးเนาะ root ကတစ်ခုတည်းဖြစ်သွားလို့မဟုတ်ဘူးအဲယူတို့ပြောပြီးသားခုနကပြောတဲ့ x minus 2 the whole square ဆိုလို့ရှိရင်သူက x တန်ဖို့ x minus 2က root ဘယ်နှခုရှိရနှစ်ခုရှိရဒါပေမဲ့အဖြေအနေနဲ့ကတူနေလို့ဟဲ့လား x minus 2အဲ့ဒါဆိုအိုင်တို့ကဒါကို0နဲ့ညီရဲဆိုအိုင်တို့ကခွဲညီတာလေဟုတ်တယ်မလား x minus 2တစ်ခုကလည်း0နဲ့ x minus 2တစ်ခုကလည်း0နဲ့ဆိုတော့ x is equal to 2 x is equal to 2အဲ့တော့အဖြေကတူနေလို့တကယ်တမ်းက roots အနေနဲ့ကနှစ်ခုလေအိုင်တို့ရှင်းနေရအကုန်လုံး quadratic တွေဖြစ်တဲ့အတွက် root တွေကဘယ်တော့မှမဆိုနှစ်ခုလေအဲ့ဒါကြောင့်2 equal roots အဲ့တော့အဲ့ဒီရဲ့ point of intersection ကကျွန်မမထိချင်ဘူးဆို point of intersection ဘယ်လောက်လဲ one point of intersection လို့လဲခေါ်တယ်ပြီးတော့ဘာလို့လဲခေါ်သေးလဲ midpoint ဟုတ်ပါ တီနဲ့စတယ် Touch. tangent yes tangent to the tangent to the curve ပေါ့မမတို့ရဲ့ဟုတ်လားဟုတ်တယ် tangent to the curve okay နောက်တစ်ခုက b2 minus 4ac less than 0 yes less than 0 less than 0ကကြတော့ မထိဘူး no solution no solution no real roots no solution အဲ့တော့မထိဘူးဟုတ်တယ်မထိဘူးသူကသူ AC ပဲမထိဘူးရမလားအဲ့တော့ပစောက်တွေကြီးပဲပြောထားလို့ပစောက်တွေကြီးပဲရှိတာဂါငယ်လေးလေးရှိဟုတ်တယ်မလားဂါငယ်ဆိုလို့ရှိရင်လည်းသူကဒီရဲ့အောက်မှာရောက်နေတာအဲ့တော့လုံးဝမထိဘူးရမယ်နော်အဲ့တော့ဒါဆိုလို့ရှိရင် no point of intersection no point of intersection အဲ့တော့ဒီလိုပုံစံတွေကစာမေးပွဲမှာတကယ်အလွယ်ဆုံးပဲအဓိကရုပ်ကဏ္ဍငိုင်မရှင်းဘူးပဲကဏ္ဍငိုင်ရှင်းရင်တော့လစ်ပြီလေဟုတ်တယ်မလားကဏ္ဍငိုင်ရှင်းရင်တော့လစ်မှာပဲအဲ့တော့သူတို့ပုံစံတွေဆိုရင်အိုင်တို့9မှတ်ထိအောင်ပေးရ9မှတ်6မှတ်ထိအောင်ပေးရဒီလိုမျိုးပုံစံတွေလွယ်တယ်အဓိကကတော့အောင်မှတ်ရအောင်ပေါ့နော်အရင်မစဉ်းစားနိုင်တဲ့သူတွေတော့ဒါအောင်မှတ်ရအောင်ပေါ့ no point of intersection ဒါပဲဆိုတော့ no solution ဟုတ်တယ်ဆိုတော့ discriminant ကဒါတွေပဲအဲ့တော့အိုင်ခုနကပြောလိုက်ပြီအကုန်ဆိုတော့နောက်တစ်ခုကကြတော့ point of intersection တွေလည်းအဲ့ဒီခါရေးထည့်ပြောလိုက်တယ်เนาะအဲ့တော့ euro သက်သက်ကွာဖြစ်စရာမလိုတော့ဘူးဆိုတော့ဘာတွေရှိသေးတော့နောက်တစ်ခုကအဲ့တော့ line နဲ့ဟာလား line တစ်ခုနဲ့အဲ့ဒီ curve တစ်ခုနဲ့အဲ့တော့ curve တစ်ခုနဲ့ line တစ်ခုနဲ့ဖြတ်သွားတယ်ဖြတ်သွားတဲ့အချိန်မှာ2 points နဲ့ဖြတ်တယ်ဆိုရင်အိုင်တို့ဘာလုပ်မှာလဲအဲ့ဒီ curve equation နဲ့ line ညီလိုက်မှာ yes y ချင်းပိုင် y နှစ်ခုသက်သက်ပေးထားရင် y ချင်းညီလိုက်မယ်အကယ်၍မြန် y ရယ်လို့ပေးထားတာမဟုတ်ရင်ခုနပြောသလို substitute လုပ်လိုက်မှာပေါ့နော်အဲ့တော့တစ်ခုနဲ့တစ်ခု substitute လုပ်မယ်ဒါမှမဟုတ်ရင် y ချင်းညီလိုက်မယ်ညီလိုက်ပြီးလို့ရှိရင်နောက်ဆုံးဘာပုံစံဖြစ်သွားမှာလဲဆိုဘာပုံစံကိုပြန်လုပ်ရမှာလဲနောက်ဆုံးကြတော့ quadratic quadratic ဘယ်လိုပုံစံလဲဆို y is equal to ax square plus bx plus c ပုံစံလုပ်လိုက်ရတယ်အဲ့လိုလုံးမှာပဲအိုင်တို့ကဘာကိုစဉ်းစားလို့ရမှာလဲ b square minus 4ac ကိုစဉ်းစားလို့ရမှာအဲ့တော့သူက2 points ဖြစ်တယ်လို့ပြောရင် greater than 0အဲ့တော့ point တစ်ခုမှာပဲ tangent to the curve ဖြစ်တယ်ဆိုရင် equal to 0အဲ့တော့ no point of intersection ဆိုရင် less than 0တခါတလေကျတော့ယူတို့အဲ့လိုပေးတာမဟုတ်ဘဲနဲ့ဘယ်လိုပေးလဲဆိုတော့သူကတခါလေကျဘယ်လိုပေးတာလဲယူတို့no point of intersection ဖြစ်တယ်ဆိုပြီးတော့ k တန်ဖိုးပေးထားတယ်လေ k ပါဖြစ်တဲ့အချိန်မှာဆိုအဲ့လို k ပြန်ရှာရတယ်အဲ့လိုပုံစံนี้လဲလာတယ်ဆိုတော့ဒီအခန့်ကတော်တော်လွယ်တယ်ဆိုတော့ကဲကျမတို့အချိန်ကတော့တော်တော်ကျန်နေတယ်ဘယ်နှမိနစ်ပဲရှိသေးလဲ45မိနစ်ပဲရှိဆိုတော့တက်ခိုင်းလိုက်အောင်မလားအိုင်လဲတွက်ပြပေးခြင်းလို့เนาะအဲ့လိုမေးခွန်းပုံစံနည်းနည်းတွက်ပြပေးခြင်းလို့ဆိုတော့ဘယ်ပုတ်တွေခတ်မလဲကြည့်အောင်ဘယ်ပုံမှာတော့မခတ်ဘူးလို့ပဲဒီမှာအိုင်ခုနပြောတဲ့ပုံစံတွေ့လား14ကိုကြည့်လိုက်เนาะ14လေးတွက်ကြည့်မယ်အဲ့ဒါအိုင်လဲတွက်မယ်14တွက်ကြည့်မယ်ဆိုတော့14မှာဆိုရင်သူအရင်ဆုံး euro ကို quadratic equation ပေးထားတယ် completing the square ပုံစံပြောင်းခိုင်းတယ်ပြီးတော့ stationary point ရဲ့ coordinate ကိုရှာခိုင်းတယ်ပြီးတာနဲ့ modulus ထည့်ထားတဲ့ကောင်ကိုပုံဆွဲခိုင်းတယ်ပုံဆွဲပြီးတာနဲ့ခုနလိုဘာ solution ဘယ်နှခု distance solution လို့ပေးရပဲဖြစ်ဖြစ် intersection point ဘယ်နှခုပဲဖြစ်ဖြစ်အဲ့လိုပေးရပဲဖြစ်ဖြစ်ပေးမယ်ဒါပဲရမယ်နော်အဲ့ဆိုဒီလိုပုံစံလေးတွက်ကြည့်အောင်14ဒီတော့ပြီးနားမယ်ဒါပြီးပြီလေ I know ဒီနေ့သင်ခန်းစာဒါပဲ
အဲ့တော့လွယ်လားဘယ်လိုလဲ chapter 2ကျမ်းသွားပြီလား ဟုတ်လွယ်ပါတယ် လွယ်ရယ်နော်ကျန်တဲ့သူတွေရောစာမွေးကြ chapter 2မေးလာရင်အေးဆေးဖြစ်သွားမယ်နော်အဲ့တော့ယူရိုခုနကပြောတဲ့ maximum minimum point ရှာတာ depreciation method နဲ့လေရှာလို့ရတယ်ဒါပေမဲ့ depreciation က depreciation အခန်းအတွက်သူသက်မေးတယ်အဲ့တော့အခုအားကြတော့အခုလိုပုံစံနေလဲမေးတာရှိတယ်အဲ့ဒါလေအဲယူရိုကိုtopic question တွေပို့ပေးမယ်ပြောတာအဲ့ဒါလည်းပို့ပေးမယ်နော်ဒီမှာကြာနေရစဲခံရတော့မှာတော့တွက်ကြည့်မယ်နော်ကျန်တဲ့သူတွေရောပြီးရင် i နဲ့အတူတူတစ်ခေါက်တွက်ပြီးတော့ဖြည့်တိုက်ကြည့်ရပါ recording ခဏရပ်ထားလိုက်ကဲဆို recording အဲ့တော့ပါသေးတယ် recording နဲ့အမှားပါမသွားတော့ဆိုတော့ 2x square plus 5x minus 3ရှေ့ဆုံးကနေအဲ့တော့ 2x x အဲ့တော့ဒီကောင်က minus ဆိုတော့ဒီလိုပဲဖြစ်မယ်တင်တယ်3နဲ့4 6 6က plus ဒီကောင်က minus ဟုတ်လားအဲ့လိုနော်အဲ့မှာမှန်ပါ yes အဲ့တော့ 2x minus 1 x plus 3 is equal to 0အဲ့ x is equal to 1/2 or x is equal to minus 3ဟုတ်လား ဟုတ် โอเคရမယ်နော်ဆိုတော့အဲ့ဒါမှမလီတော်သေးရပါကျမကိုပြောပြကြပါရှင်အဲ့လိုကြီးတယောက်တည်းသနာပါတယ်မှားကုန်အဲ့တော့ 1/2 ရယ်3ရယ်1/2 ကိုအဲ့လောက်ကြီးယူမှာတော့ဟဲ့ငါလေ1/2ရယ်3ရကြဘယ်လောက်ဖြစ်မှာဒါကိုတစ်ထားလိုက်ပြီနဲ့3 okay 3ဒါ minus 1 oh sorry minus 3ဒီဘက်က 1/2ရမယ်နော် ဟုတ် okay အဲ့ဒါပြီးလို့ရှိရင်y ဝင်ရုပ်ဘယ်မှာဖြတ်တာ3မှာဖြတ်တာဟုတ်လား3မှာ ဟုတ် 3မှာဖြတ်တာ ဟုတ် minus 3မှာဖြတ်တာခုနအိုင်က equation ကလေးကမှားလို့ရမလားဒီမှာကလေးကမှားလို့ minus 3မှာဖြတ်တာအဲ့ဒါမှာminus 1 minus 2 minus 3ဒီလိုကြည့်လို့ရပါတယ်ဟုတ်ဒီနော်အဲ့တော့ I know အစ equation ဆိုရင်သူကဒီလိုဖြစ်မှာအဲ့တော့သူ့ရဲ့ I know ဘာ point အောင်လဲကြည့်ရအောင်မလဲ minimum point ခုန minimum point 1.25 6 point 6 point ဟွာဆိုတော့ I know ဒီနားလောက်မှာပေါ့1.25ဆိုဒီနားလောက်မှာဟုတ်လား minus 6.25 1.25 minus 6.25ဆိုဒီနားလောက်မှာဒီနားကနေတစ်ဝက်တော့မဟုတ်ဘူးပေါ့ကွယ်ဒီဘက်ပေါ့ next 5 yes အဲ့လိုဆိုတော့ရမယ်နော်အဲ့တော့အဲ့ဒါပြီးကြတော့ဒါပေမဲ့ I know ကပုံက modulus ပါတယ်မေးခွန်းက modulus ပါတယ်မေးခွန်းက modulus ပါတာဖြစ်တယ်တော့ I know ကဒီလိုဆွဲမယ်ဆိုရင်အောက်ကိုရောက်ရင်ဘာဖြစ်သွားမှာလဲ dotted ဖြစ်သွားမယ်ရမယ်နော်အဲ့တော့ဒီမှာဒီလို dotted ပြီး minus 3ကိုဖြတ်ရမှာနော်အဲ့မမီးနဲ့ဖြတ်ပြီးတော့အပေါ်ရောက်ရင်ဒီလိုပြန်ဖြစ်သွားမယ်ပြီးတော့အပေါ်မှာဘယ်လိုဖြစ်မလဲဆိုတော့ဒီလိုပေါ့ပြီးရင်ဘာကိုဖြတ်မလဲ3ကိုဖြတ်မယ်နော် ဟုတ် အဲ့တော့ဒီလိုဖြစ်မယ်အဲ့တော့အဲ့ပုံကတော့အရင်ရှိမြောမြောဖြစ်နေမှာပေါ့ဒီလိုရမယ်နော်အဲ့တော့ဒီရဲ့ point ကဘာဖြစ်သွားမှာလဲ1 point minus 5/4 မဟုတ်ဘူးလား yes minus 5/4 ဖြစ်ရမှာဟောမှားတာလားတထားမှားလားဒီနာ မဟုတ် ဟုတ်ဟုတ် decimal နဲ့ မဟုတ် I mean minus ဖြစ်ရမှာ plus မဟုတ် minus 5/4 yes minus ဖြစ်ရမှာနော်အစောကြီးကပြောလေရှင်တို့ပုံဆွဲမှာ minus လာပြောအစောကြီးကပြောလေခုနကတော့ဘာလို့ငြိမ်းနေရတော့ထုခဲ့ရတော့ 1.25 ကိုပါ 6.25 ဟုတ်ပါရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင် okay ခဏလေးဒီဘင်းလေးကိုဘေးရကောင်လေးရှည်လာအောင်မယ် okay အဲ့ဒါပြီးတော့ဗါတဲ့တော့ find write down the value of k ဆိုတော့ k ကဘာဖြစ်တဲ့အချိန်မှာ3 distinct solution ဖြစ်လေတဲ့အဲ့ဒီပုံကဆိုတော့ I know label တက်ဖို့ကြည့်တယ်နော် y is equal to 2x square plus 5x minus 3 5x minus 3ပြီးတော့3 distinct solution အဲ့တော့3 point ဖြစ်တဲ့ဟာအဲ့တော့ဘယ်နေရာလဲ k ဘာဖြစ်တဲ့အချိန်လဲဒီနေရာမဟုတ်ဘူးလား ဟုတ် k ဘာနဲ့ညီတဲ့အချိန်လဲ
6.2 k က 6.25 ဖြစ်တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်လည်းခုနဗာလဲ49/8ဖြစ်တဲ့အချိန်ရမယ်နော်ဒါပဲအဲ့ဆိုရမလားအကုန် ဟုတ် ရမယ်နော်ဟုတ်ပြီနော်မှားတာရှိစောစောကလေးကပြောနော်โอเคအဲ့ဒါဆိုလို့ရှိရင် user နဲ့ပုတ်တရား view ထွက်တယ်ပြီးတော့ဒီခန်းကအဓိကကတော့ဒါပဲပြီးတော့နောက်တစ်ခုကသူတို့ client နော်ရှေ့မှာမေးရမေးခွန်းလေးက when the line is tangent to the curve ဆိုရင် b square minus 4ac equal to 0လို့ရမယ်နော်ပြီးကြတော့တစ်ခုဒီလိုမျိုးပုံစံတွေမှာအဖြေဘယ်လိုတက်လဲအဲ့ဒါလေးပြောဦးမယ်ဆိုတော့ဒါမျိုးလေးတွက်ကြည့်အောင်အိုင်နယ်ပဲဒီနောက်မှတွက်လိုက်မယ်နော်ဆိုတော့ဘာလုပ်မလဲဝင်ပြီးတော့ညောင်မယ်အဲ့တော့ win တွေဖွင့်မယ်အဲ့တော့ a square ဘယ်လောက်ရမှာလို့ a square a square minus 5a a square Right. minus 5x minus x plus 5 greater than 12ဟုတ်တယ်နော်ဆိုတော့ a square minus 6x ဟိုဘက် 12ကဒီဘက်ရောက်တော့ minus 12ဆိုတော့ဘယ်လောက်ရမှာ minus 7 greater than 0ဟုတ်တော့ဆိုတော့ဘယ်လောက်ရမှာဝင်လောက်မယ်ဆိုရင်ခွန်တယ်လီခွန်တော့ခွန်က minus ဒီကောင်က plus ရပြီဆိုတော့ x minus 7 တကွင်း x plus 1 တကွင်း greater than 0ဆိုတော့အဲ့ဒါဘာလုပ်ကြည့်မလဲအဖြေတက်မယ်ဆိုဘာလုပ်ကြည့်မလဲပုံဆွဲကြည့်မယ်နော်ပုံလေးကိုဆွဲကြည့်မယ်လွယ်လွယ်လေးပုံကပါလေပစောက်ပဲထွက်မှာလေဟုတ်လားအဲ့တော့ပစောက်မှာအဲ့ဝိုင်းဝင်ရိုးတွေထည့်ကြအောင်လို့အဓိကကပါလေနော်ဒီကောင်က7ဒီကောင်က minus 1ဒါပါရမယ်အဲ့ပါတဲ့အချိန်မှာ greater than 0ဖြစ်တဲ့အတွက်0အထက်မှာဆိုတော့ဒီကောင်နေနဲ့ဒီဘက်ကကောင်နေမဟုတ်ဘူးလားဟုတ်တယ်အဲ့တော့အဲ့ဒီကောင်တွေကို I know က label အဖြေဘယ်လိုတက်မလဲအဲ့တော့ပုံကိုပဲကြည့်ပြီးတက်လို့ရအဲ့တော့ x is it x minus less than 1 minus 1 and or x greater than greater than 7 7 greater than 7ဒါဆိုရင်ပုံကိုကြည့်ပြီးတော့ထွက်တယ်ဒီလိုပေါက်စာကြီးလည်းမေးတယ်တခါလေး3မှတ်ပေးတယ်တခါလေး2မှတ်လောက်ပဲပေးရမလားโอเคရမယ်နော်ဆိုတော့ chapter 2ကတော့လောက်ပါပဲလောက်ပါပဲ yay နားချင်နားလို့ရပါပြီ